Hello အားလုံးပဲမင်္ဂလာပါ Star by Terrace Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကညီကိုတို့အနေနဲ့အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် PSG တပွဲတော့ကြာသွားတယ်ပေါ့ကျွန်တော်စီဗီလာ body လေးလည်းကြာမယ်ဒါပေမဲ့ကျွန်တော်စီဗီလာ9အောက်လေးပါကျွန်တော်ပေးခဲ့တယ်ဆိုတော့9အောက်လေးကတော့အဆင်ပြေကြမယ်လို့တော့ထင်တယ်ဒီနေ့မှာတော့ကျွန်တော်ညီကိုတို့အတွက်9ပွဲကျွန်တော်ရွေးချယ်ပေးသွားခြင်းတယ်ကျွန်တော်ပထမဦးဆုံးပြောချင်တာတော့ကျွန်တော်ရဲ့ TikTok account လေးကိုလည်း follow လေးလုပ်ပေးကြပါအောင်လို့ပထမဦးဆုံးအနေနဲ့မေတ္တာရက်ခံအပ်ပါတယ်brother တို့အနေနဲ့ Telegram free channel လေးကိုလည်း join ပေးထားဖို့လည်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးမှာလည်း subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြဖို့မေတ္တာရက်ခံအပ်ပါတယ်ကဲအဲ့ဒါဆိုကျွန်တော်စလိုက်ကြရအောင်ဒီနေ့ကျွန်တော်ပထမဦးဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲကတော့ Dortmund နဲ့Werder Bremen ပွဲbody သေး1-90ကိုပေါင်းကြီး3လုံး30 40အဲ့နားမှာပေါက်နေတယ်Werder Bremen ကအဝေးကွင်းဖောင်မကောင်းဗျအဝေးကွင်းသူဖောင်မကောင်းတဲ့အတွက်ကိုဒီပွဲမှာသူတွေ့တဲ့အသင်းကလည်းDortmundဖြစ်နေတဲ့အတွက်ကျွန်တော်ကတော့Dortmund body လေးကိုကျွန်တော်ရွေးပေးခြင်းတယ်ကိုပေါင်းတွေကတော့ကျွန်တော် 1C 2C ပဲပွဲပြီးသွားမယ်ထင်တာပဲကိုပေါ်မပေါ်တော့ဘယ်လိုပြောမလဲကျွန်တော်တစ်ဖက်တင် Werder Bremen ဘက်ကကိုပြန်မရတော့ဘူးထင်တယ်Dortmundဘက်ကပဲတစ်ဖက်တည်းတွင်းကိုနဲ့ပြီးသွားမယ်လို့တော့ထင်တယ်အဲ့တော့ကျွန်တော် Dortmund body လေးကိုကျွန်တော်ရွေးပေးခြင်းတယ်နောက်တစ်ပွဲအနေနဲ့ကျွန်တော် main နဲ့ Heidenheim နဲ့မှာကြတော့တန်းစင်းစုံ2သင်းတွေ့တယ်အဲ့ဒါကိုကျွန်တော်တို့ body ကြီးတလုံး60 90အဲ့ဒီဝင်းကျင်မှာပေါက်တယ်ကိုပေါင်းကြီး3လုံး50ပေးတယ်အဲ့ဒီပွဲမှာ brother တို့အနေနဲ့စော့ကျင်တယ်ဆိုတော့ကျွန်တော်နှစ်ကြောင်းရွေးပေးသွားမယ်ဗျဒီ2သင်းရဲ့တွေးဆုံမှု4ချိန်မှာသူတို့2သင်းလုံးကအန်နာ 2.5 ဖြစ်ထားတယ်အန်နာ 2.5 ဖြစ်ထားတဲ့အခါမျိုးမှာကျွန်တော်ဒီနေ့ကို5ချိန်လုံးတော့အန်နာ 2.5 ဖြစ်လောက်မယ်လို့တော့မထင်ဘူးဒီနေ့မှာတော့6ပေါ်သွားမယ်လို့ထင်တယ်6ပေါ်လေးလည်းကြိုက်တယ်နောက် body လေးဆိုရင်တော့ကျွန်တော် mate body လေးကြိုက်တယ်ဗျနောက်တစ်ပွဲအနေနဲ့ကကျွန်တော် Roma နဲ့ Torino ပွဲမှာ body ကြီးတလုံး50ကိုပေါင်းကြီး2 plus 50 2 plus 60အဲ့လောက်ပေါက်တယ် Roma ကဖလားပွဲလေးဖြစ်တဲ့အတွက် Roma 1C လောက်နဲ့တော့သူနိုင်သွားမယ်လို့တော့ထင်တယ်body ကြီးအောင်မအောင်ကတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့အဲကြောင့်ကျွန်တော်ဒီနေ့ Roma body လေးကိုကျွန်တော်ရွေးပေးခြင်းတယ်6ပေါင်းအနေနဲ့ညီကိုတို့စော့ခြင်းတယ်ဆိုရင်တော့6အောက်လေးစော့ဖို့အကြံပြုခြင်းပါတယ်နောက်တစ်ပွဲအနေနဲ့ကတော့ Newcastle နဲ့ Manchester City နဲ့ Manchester City body သေး level -20ကိုပေါင်းကြီး3လုံး3လုံး30အဲ့ဒီဝင်းကျင်မှာ2သင်းလုံး9ရမယ်လို့ထင်တယ်2သင်းလုံး9ရမယ်ကျွန်တော်တို့1-1နေစကြည့်မယ်ဗျာဒီပွဲကို1-1နေစကြည့်မယ်ဆိုတော့9ပေါ်ဖို့များတယ်ဗျကျွန်တော် Newcastle နဲ့ Man City ပွဲလေးကိုတော့9ပေါ်လေးကျွန်တော်ရွေးပေးခြင်းတယ်ဘာလို့ဆို Newcastle ကဒီနောက်ပိုင်းသူတွေ့ရမယ့်ပွဲစဉ်တွေကဝေးကွင်းပွဲစဉ်တွေအားကျက်တဲ့အခါမျိုးမှာသူဒီမှာတော့သေချာအောင်စိုက်ပြီးကန်သွားမယ်လို့တော့ထင်တယ် body ကိုတော့ကျွန်တော်မကြိုက်ဘူးဗျအဲဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီပွဲကို9ပေါ်လေးပဲကျွန်တော်ရွေးပေးခြင်းတယ်နောက်ဆုံးပွဲအနေနဲ့ကတော့ကျွန်တော် Sociedad နဲ့ Osasuna ပွဲလေးကိုကျွန်တော်ရွေးပေးခြင်းတယ်ဗျ body ကြီး1 plus 90ကိုပေါင်းကြီး2 minus 40ဒီပွဲက brother တို့ကိုပေါင်းကြီးစော့ကျင်တဲ့ညီကိုတွေအနေနဲ့ကတော့6အောက်လေးချလို့ရတယ် body စော့မယ်ဆိုရင်တော့ကျွန်တော်ကတော့ Sociedad ကြိုက်တယ်ဒီညောင်း
အဲ့တော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့ချုပ်ပေးရမယ်ဆိုလို့ရှိရင်ဒေါမွန်နဲ့ဝါတာဘရီမယ်ဒေါမွန်ဘော်ဒီမိန်နဲ့ဟာတန်ဟိန်ဂိုးပေါ်မိတ်ဘော်ဒီရိုမာနဲ့တိုရီနိုရိုမာဂိုးအောက်နျူကာဆယ်နဲ့မန်ချက်စတာစီးတီးဂိုးပေါ်ဆိုစီဒတ်နဲ့အိုဆာဆိုနာဆိုစီဒတ်ကဲညီကိုတို့အားလုံးလည်းအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်မှတွေ့ကြတာပေါ့အားလုံးပဲ peace